ဘာဖြစ်လို့ကျွန်တော်တို့ဒီပင်ရတော်10ပါးကိုအခုထိစောင်းနေရတယ်လေဒီဝိနည်းထုံးပွဲအရာတွေကိုကကြိုက်ကနေသခင်ယေရှုကပယ်ဖျက်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဘာဖြစ်လို့ပင်ရတော်10ပါးကိုစောင်းရသေးတယ်လဲဆိုတော့မိခုံဖြစ်ပါတယ်ဒီဟာကကျွန်တော်ဘယ်လိုကြည့်ရှင်းမလဲဆိုရင်ပင်ရတော်10ပါးဆိုရင်ကျွန်တော်တို့နဲ့လည်းစန့်ကျင်ပဲမဖြစ်ဘူးပြီးတော့ဝိနည်းထုံးပွဲချက်မှာလည်းမပါဘူးသူပြင်တမကအရေးပုံဆောင်တဲ့အရာတွေလည်းမဟုတ်ဘူးဆိုတာကျွန်တော်တွေ့ရပါတယ်ကျွန်တော်တို့နဲ့စန့်ကျင်တယ်ဆိုတဲ့နေရာမှာဆိုရင်ကျွန်တော်ပင်ရတော်ကမတတ်နဲ့အသက်ကိုမတတ်နဲ့ဆိုပြီးတော့ပြောထားပါတယ်ဒီပင်ရတော်ကိုစန့်ကျင်ပြီးတော့နေ့တိုင်းလူတယောက်ကိုတတ်ပါဆိုတဲ့အရာကိုကျွန်တော်လုပ်မယ်ဆိုရင်ဘယ်တော့အခါမှကျွန်တော်လုပ်နိုင်မဲ့အရာမဟုတ်ပါဘူးပြောချင်တာကပင်ရတော်ကစောင်းပါဆိုတဲ့အရာကိုလူမတတ်နဲ့ဆိုတဲ့အခါမှာဒီဆိုတဲ့ပင်ရတော်ကလိုက်နာဖို့ကတတ်ပါဆိုတဲ့အရာထက်ပို့ပြီးတော့လိုက်လို့လွယ်တယ်ပြောချင်တာကပင်ရတော်နဲ့ကျွန်တော်ကစန့်ကျင်ဘက်မဖြစ်ဘူးဆိုတာပြောချင်ပါဖြစ်ပါတယ်ယောမအခန်းကြီး3ငယ်37မှာတိုးဖြစ်လင်ယုံကြည်ခြင်းအပြင်ငါတို့ဒီပင်ရတရားကိုဖယ်ကြသလိုအလီမဖယ်တာ၍တည်စီ၏လို့ဖော်ပြထားတာကျွန်တော်တွေ့ရပါတယ်ဒီကကြိုင်တော်နဲ့ကကြိုင်တော်ကြောင့်ယုံကြည်ခြင်းကခြင်းရတယ်ဆိုတဲ့နေရာမှာကျွန်တော်ယုံကြည်ခြင်းဖြင့်ပင်ရတော်ကိုမဖယ်ပါဘူးပို့ပြီးတော့တည်စီတယ်ဆိုပြီးတော့ပြောထားတာကျွန်တော်တွေ့ရပါတယ်သူပြင်တာမကသခင်ယေရှုကိုယ်တိုင်ရှင်ယောဟန်အခန်းကြီး14ငယ်15မှာ If you love me and keep my commandments ဆိုပြီးတော့ပြောတာကျွန်တော်တွေ့ရပါတယ်တကယ်ယေရှုကိုတကယ်ချစ်တဲ့သူတွေကပင်ရတော်ကိုဆုံးရမယ်ဖြစ်ပါတယ်တိယောအခန်းကြီး2ငယ်3နဲ့4မှာကျွန်တော်ဖတ်မယ်ဆိုရင်သူသခင်ကိုကိုယ်တိုင်တည်ကျွမ်းသည်ကိုအဘယ်သို့တည်ရသည်နည်းဟုမူကားပင်ရတော်ဆောင်းလျှောက်လင်တည်ရ၏သူသခင်ကိုငါတည်၏ဟုပင်ရတော်တို့ကိုမဆောင်ဘဲလျက်စူသူဒီမို့သာတုံသောတူဖြစ်၍သူ၌တစ္ဆာမရှိဆိုပြီးတော့ဖော်ပြတာကျွန်တော်တွေ့ရပါတယ်သခင်ယေရှုကိုဖခင်ကိုကျွန်တော်တည်တယ်ဆိုပြီးတော့ပြောချင်တယ်ဆိုရင်ပင်ရတော်ကိုဆောင်ရမယ်ဖြစ်ပါတယ်အာနာဆောင်ခိုင်းတာမဟုတ်ဘူးဘုရားသခင်ကိုတည်တဲ့သူဘုရားသခင်ကိုချစ်တဲ့သူကပင်ရတော်ကိုဆောင်ရတာဖြစ်ပါတယ်ကျွန်တော်ယောမအခန်းကြီး2ငယ်7-73မှာဘယ်လိုပေါ်ပြထားလဲဆိုရင်ပင်ရတရားကိုမတိပဲကြည်မာသောသူတို့ဒီပင်ရတရားမဲ့ပျက်စီးခြင်းသို့ရောက်ကြအလိမ့်မည်ပင်ရတရားကိုတည်လျက်ပင်ကြည်မာသောသူတို့ဒီပင်ရတရား၏စီရင်ခြင်းကိုခံရကြလိမ့်မည်အကြောင်းမူကားတရားနာတော်သူဒီဘုရားသခင်ရှိတော်၌ကျမ်းမဒီမဟုတ်တရားကိုကျင့်တော်သူသာလျှင်ကျမ်းမရသောရောက်လိမ့်မည်လို့ပေါ်ပြထားတာကျွန်တော်တွေ့ရပါတယ်ပင်ရတော်ကိုကျွန်တော်မသိဘူးကျွန်တော်မလိုက်နိုင်ဘူးဆိုပြီးတော့ပြောလို့မရဘူးမသိရင်ပင်ရတရားမဲ့ပျက်စီးခြင်းတို့ရောက်မယ်တည်လျက်ပင်ကျိုးလိုမယ်ဆိုရင်ကိုလှုပ်တဲ့အတိုင်းကိုခံရမယ်ဖြစ်ပါတယ်အကုန်လုံးပင်ရတော်10ပါးစလုံးကိုကျွန်မမဆောင်နိုင်ဘူးကိုပါကိုစောင်းမယ်တခုကိုပယ်လိုက်မယ်ဒီလိုမျိုးလှုပ်လဲမရဘူးတခုမားရင်အကုန်လုံးမားတာနဲ့အတူတူဖြစ်တယ်ဆိုတာကိုကျွန်တော်နားလည်ဖို့တတိထားဖို့ဖြစ်ပါတယ်